ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့မိတ်ဆက်ပေးခြင်းနဲ့အယောင်းဝင်းလေးရတော့ကုတ်ခိုင်မြို့မှတ်ရှိရက်ကွက်အောင်ချမ်းသာ9လမ်းမှာရှိတဲ့ဒီဝင်းလေးကိုကျွန်တော်တို့ရောင်းမိတ်ဆက်ပြီးမှဖြစ်ပါတယ်။ဒါရှုံးမှုဆယ်လမ်းမကြီးနဲ့ဆိုရင်10မိနစ်ပဲဝင်ရတဲ့လမ်းထဲမှာဒီရှိတာဖြစ်ပါတယ်။အခုကျွန်တော်မြင်တွေ့နေရတာလမ်းရှုံးမှုဆယ်လမ်းမကြီးဖြစ်ပါတယ်ဗျ။ရှိမှကျွန်တော်မြင်တွေ့နေရလမ်းရှုံးမှုဆယ်လမ်းမကြီးပါ။လမ်းရှုံးမှုဆယ်လမ်းမကြီးကနေ10မိနစ်လောက်ဝင်လာရင်ရောက်တဲ့အောင်ချမ်းသာ9လမ်းအတွင်းမှာရှိတဲ့စက်တိုက်ပါအိမ်ဖြစ်ပါတယ်။ရှေ့လမ်းအခြေရလဲလမ်းအခြေအားကောင်းပါပြီး90လမ်းရှိတယ်ဆိုတော့ကား3-4စီးတောင်ရှောင်ပြီးသွားလို့ရတယ်ပေါ့နော်။တက်တိုက်ပါအိမ်ဖြစ်ပါတယ်။ကျွန်တော်မြေအခြေဝင်းရတော့ရှေ့ရပေ90ရှိပြီးတော့နည်းနည်းဖွင့်ပေ90ရှိပါတယ်။အိမ်ရဲ့အလျားရှေ့နောက်ကတော့ပေ60ကျွန်တော်ဒီရက်ကွက်ရဲ့ဖွဲ့စည်းပုံရအောင်60-90ဝင်းနေပေါ့နော်ဒါဝင်းပြည့်အိမ်ဝင်းဖြစ်ပါတယ်ခွဲရောင်းထားတာပိုင်းရောင်းထားတာလုံးဝမရှိပါဘူးကျွန်တော်ဒီဘေးမိတ်စာအုပ်မှာပါတဲ့အတိုင်းပဲပေ60-90ဝင်းပြည့်ပေပြည့်ရောင်းအိမ်ဝင်းလေးဖြစ်ပါတယ်တစ်ထပ်တိုက်အဆောက်အဦပါရှိပါတယ်အဆောက်အဦအနေထားကကျွန်တော်အိုဟောင်းနေတဲ့အဆောက်အဦမျိုးစားမဟုတ်ပဲဒီဆောက်ထားတာမကြသေးတဲ့အဆောက်အဦကောင်းတစ်ခုဖြစ်ပါတယ်တွင်ကအနေထားလေးတွေကျွန်တော်လိုက်ပြမယ်အခန်းပွဲ2ခန်းပါတယ်ရှေ့မှာကျွန်တော်ဖျားခြင်းပါမယ်ဧကန်းပါမယ်ဖျားခြင်းနဲ့ဧကန်းကလည်းအမြဲတမ်းကျေပါတယ်ကျေဝန်းရှိတယ်မိသားစု4-5ယောက်ကတော့အေးစစ်စစ်နေလို့ရတဲ့အဆောက်အဦမျိုးစားဖြစ်ပါတယ်အဆောက်အဦတက်တန်းကဒီဆောက်ထားတာမကြာသေးတဲ့အတွက်ဆေးတွေပါတွေတုပ်ပြီးတော့နေလိုက်မယ်ဆိုရင်ကာလာတက်လာမယ်အဆောက်အဦမျိုးပေါ့နော်ဒီဘက်မှာရေသွန်းတူပြီးတော့ပါမယ်ဒီလိုရှိမယ်ဒီရှိမှာတော့ပန်းကုံလေးတွေပန်းကြံလေးတွေလုံးလို့ရမယ်ကား2စီး3စီးလောက်ရတာတဲ့ space ရှိတယ် parking space ရှိတယ်ဒီဘက်မှာဆိုရင်ပန်းကြံလေးပါထားလို့ရမယ်ကျွန်တော်ဒီဘက်ကတော့ဒီချုကန်အိမ်နာပြည်တန်ထုတ်ထားပါတယ်အဆောက်အဦနဲ့ကျွန်တော်တို့ရှေ့အိမ်ဝင်ပေါင်းတဲ့ကြားထဲမှာကား2စီး3စီးလောက် AC ရက်လို့ရတဲ့ parking space area ရှိပါတယ်ဟုတ်ကဲ့ဒီတိုက်လေးနဲ့တစ်ထပ်တိုက်လေးနဲ့ကျွန်တော်ဒီတစ်ထပ်တိုက်ပါအင်ချမ်းမီပေ60ပေ90ရှိတဲ့ချမ်းမီလေးကိုဝယ်ယူလို့ရဆိုရင်ကျွန်တော်တို့မင်းသမารီအင်ချမ်းမီစိုးဆောင်လုပ်ငန်းရဲ့ hotline ဖုန်းနံပါတ်3995889419ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်းမိဟောင်းမိတ်တဲ့အပေါင်းကိုတရင်ကောင်းပါပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်